တာလီကြပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာပဲပြားသီးလေးချက်စားဖြစ်ပါတယ်ပဲပြားသီးဆိုတာတော့ဒီလိုမျိုးအသီးပေါ့နော်ဒီအသီးတွေကတော့မျိုးစိတ်တွေအများကြီးပဲရှိတယ်ဒါပေမဲ့အကုန်လုံးနှိပါကောင်းတယ်ဒီလိုမျိုးပဲသီးတွေစားပြီးဆိုတဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီလိုသူကအလုပ်လည်းမလျှော့ဘူးဒီလိုဘေးကအကျော်လေးနှစ်ကျော်ကိုနည်းနည်းခွာပြလိုက်လဲဆိုလို့ရှိရင်တော့ယာရီပေါ့နော်ပြီးပြီးဆိုတဲ့ခါကျတော့ပဲသီးရလေးနုလေးဆိုလို့ရှိရင်မကြိုက်ဘူးဒီလိုမျိုးအစီလေးနည်းနည်းမာနေတဲ့ဟာလေးပဲကြိုက်ပါတယ်ပြီးတဲ့ခါကျတော့ငပိကိုကြတော့လေဒီတစ်ခါဖြော်လိုက်တယ်ဘာလို့ဆိုတော့ရေကအများကြီးမဟုတ်ဘူးရေနည်းနည်းလေးနဲ့ဆိုတော့လေမနှက်ဆက်မှကြလို့ငပိလေးဖြော်လိုက်တယ်ပြီးတော့စားဟင်းချုံမုတ်လေးထည့်မယ်ပြီးပြီးဆိုတဲ့ခါကျတော့ဒါကလေသူကအရေဆက်ဆက်လေးနဲ့စားရတာပေါ့နော်စားလို့အရန်ကောင်းတယ်ဒီပဲတီးကပြီးပြီးခါကျတော့ငရုတ်သီးစိမ့်ညှက်ထားတာလေးတွေကိုထည့်မယ်ငရုတ်သီးစိမ့်ကလေနှစ်ချမ်းခွဲလို့ရှိနေရတယ်ဒီလိုမျိုးသေးသေးလေးဆိုတဲ့ခါကျတော့စားရတာပို့ပြီးတော့အဆင်ပြေပေါ့နော်နှစ်ချမ်းခွဲကြတော့ချစ်ချစ်လေးတွေဖြစ်နေတာပေါ့ပြီးတဲ့ခါကျတော့စီထဲမယ်ဟင်းတွေချက်တဲ့ခါကျလို့ရှိရင်ရခိုင်ဟင်းတွေကတော့စီမထည့်ပါဘူးဒါပေမဲ့စီလေးနည်းနည်းထည့်လိုက်တဲ့ခါကျတော့ဟင်းလေးကပို့ပြီးတော့နူးညံ့ပြီးတော့စားလို့ကောင်းလို့ခံစားရတယ်ပေါ့နော်ပြီးတော့အကုန်လုံးရောတမမှွေလိုက်မယ်မှွေပြီးဆိုလို့ရှိရင်ခုနကပဲသီးလေးတွေကိုထည့်လိုက်မယ်ဒီပဲသီးချက်လေးအရင်လေးမှကောင်းတယ်ပြီးပြီဆိုတော့ဒီပဲသီးလေးကိုရေဆက်ဆက်လေးနဲ့ဆိုတော့ပေါ့နော်ဒီမှာကြီးကြီးရဲ့ဒီလက်လောက်လေးပဲပြီးတော့အဖုံးလေးဖုံးပြီးတော့ချက်ထားလိုက်အောင်ပဲဘာမှမခတ်ဘူးပြီးတော့အနေလက်လောက်မှာကိုကစားအပေါ့ငယ်မြည်ကြည့်လိုက်အပေါ့ငယ်မြည်ကြည့်ပြီး okay ပြီဆိုတော့ပဲစည်းရလေဒီလိုမျိုးအနေထားလေးဆိုအရန်စားကောင်းတဲ့တင်တာကြိုက်တဲ့လူတွေပေါ့နော်နှုတ်လေးကြတော့မကြိုက်ဘူးဒီလိုမျိုးအနေထားလေးကိုကြိုက်ပါတယ်ပြီးပြီဆိုတဲ့အခါကျတော့ဒီမှာလေးအရေးစစ်စစ်လေးနဲ့လေအရန်စားကောင်းတဲ့သူကလေဒီနေ့စားမှာတော့လေအဲ့ဒီပဲသီးလေးရယ်ပြီးတော့ဒါကငစင်ရိုင်းသီးလေးတွေသီးလေးတော့မဟုတ်ဘူးအလက်လောက်ပြောရမယ်ငါစရိုင်းအလက်လေးတွေကိုပင်စိမ်းများများငရုတ်သီးစိမ်းများများနဲ့မကြီးမဲ့နဲ့ရှင်းဆက်ဆက်မှုလေးပေါ့အဲ့လိုမျိုးလေးချက်ထားရပါဒါကအိုးမကတ်သေးသူ့ကိုလေအိုးကတ်အောင်ချက်မှာပေါ့နော်အိုးကတ်အောင်ချက်မှာငစရိုင်းတွေကိုကျတော့လေစီဓာတ်စီမပါဘူးဒီလားစီပြန်ချက်စားတဲ့ခါကျလို့ရှိရင်ကောင်းပါတယ်အကောင်ကြီးတွေကိုလေစီပြန်ဆိုတာတဲ့စီပြန်ဆိုတာတဲ့စီကြံရေကြံလေးကကောင်းတယ်ပေါ့နော်ဒီလိုမျိုးသေးလေးကြလို့ရှိရင်အိုးကတ်လေးအဲ့လိုမျိုးကတ်နေအောင်လို့ချက်စားတာပေါ့နော်ဒါလိုမျိုးဆိုရင်အရန်နဲ့မှစားလို့ကောင်းတယ်ငစရိုင်းအိုးကတ်လေးပေါ့နော်ပြီးပြီဆိုတော့လေပေါက်ပန်းဖြူလေးလည်းရလာပါတော့ဒီပေါက်ပန်းဖြူပွင့်လေးရလေးရှားတယ်အမြဲတမ်းဝယ်စားလို့မရဘူးဒါလေးတွေကလေရခိုင်တုတ်စားမလားရခိုင်တုတ်ဆိုတာဒီဟာကိုလေအလဲကအဖူးလေးတော့နှုတ်လိုက်တော့ဒီအဖူးလေးကခါတယ်လေသိလားအဲ့ဒီအဖူးလေးကိုနှုတ်ပြီးဝတ်ဆန်လေးပေါ့နော်သူရဲ့ဝတ်ဆန်လေးကိုနှုတ်ပြီးဆိုတော့ရှိလို့ရှိရင်သူ့ကိုကြော်စားမလားမဟုတ်လို့ရှိလို့ရှိရင်ပြုတ်ပြီးတော့လေငရုတ်သီးထောင်းနဲ့ပဲတို့စားမလားမဟုတ်လို့ရှိလို့ရှိရင်ပြုတ်ပြီးတော့ဒီလိုငရခိုင်တော့ပေါ့နော်ငရုတ်ကောင်းကြက်သွန်ဖြူနေတဲ့တုတ်စားမလားဘယ်လိုပဲဆက်စားအရန်နဲ့မကောင်းတဲ့ဒါပောက်ပန်းဖြူပွင့်နေနေပေါ့နော်သူကလေမလေးရှားမှာဆိုလို့ရှိရင်တော့နေရာတိုင်းမှာဝယ်စားလို့မရဘူးရှိတဲ့ခါလေးပဲအဲ့လိုမျိုးစားရတာပေါ့နော်ဒီဟင်းလေးတွေကလေဒီမျိုးရွာမှာဆိုလို့ရှိရင်တော့ကိုယ့်အိမ်မှာကိုယ်စိုက်ထားတာပေါ့နော်ဗီဒီယိုလေးတွေကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးများကြီးပဲတင်ပါတယ်ရှင်